မြန်မာလူမျိုးတွေဂုဏ်ယူနိုင်စေဖို့အတွက်ထိုင်းရုပ်ရှင်တစ်ခုမှာအဓိကမင်းသားနေရာကနေတရုပ်ဆောင်ထားတဲ့ဒေါင်းပရိသတ်များလုံးပဲမင်္ဂလာပါပြည်တော် page လေးကနေကြိုဆိုလိုက်ပါတယ်မြန်မာလူပညာရှင်တွေထဲမှာနိုင်ငံခြားထိထိုးဖောက်အောင်မြင်တဲ့သူကတော့ရှားပါပြီးဒီလိုအခွင့်အရေးကိုရဖို့ကလည်းအနုပညာရှင်တိုင်းရဲ့အိမ်မက်ဖြစ်ပါတယ်ဒေါင်းကတော့မြန်မာနိုင်ငံမှာကလေးကတရုပ်ဆောင်ကောင်းလို့နာမည်ကြီးခဲ့ပြီးမြင်မာတဲ့အရက်ချောမောခံရတဲ့ရုပ်ရည်စူးရှားတဲ့အကြည့်တို့ကြောင့်မြန်မာမိန်းကလေးတွေတာမကထိုင်းပရိသတ်တွေရဲ့အားပေးမှုကိုလည်းရရှိခဲ့တာပေါ့ဒေါင်းကိုရုပ်ရှင်ဇာတ်ကားတွေကနေလူသိများလာရာကနေ2021ခုနှစ်မှာတော့ဇာတ်ကားတွေမရိုက်ဖြစ်တော့ပါဘူးအရေးချင်းရှိတဲ့မင်းသားတယောက်ကမြန်မာရုပ်ရှင်လောကကနေခဏရန်နာတော့ပေမဲ့လည်းဒေါင်းကထိုင်းနိုင်ငံမှာအရန်အောင်မြင်နေတာပေါ့ထိုင်းနိုင်ငံမှာဒေါင်းကအဓိကမင်းသားနေရာကနေတရုပ်ဆောင်ထားပြီးအိုမိုခါတဲဆိုတဲ့ရုပ်ရှင်ကိုမကြခင်အချိန်တွင်းမှာရုံတင်ပြသတော့မှာပါအိုမိုခါတဲရုပ်ရှင်ကိုဒေါင်းကနိုင်ငံသားတွေနဲ့တူတူတရုပ်ဆောင်ခဲ့တာဖြစ်ပြီးပါဖုံးဝန်ကျင်တာနဲ့ချာလီခရစ်လီမွန်ထွန်တို့ကရိုက်ကူးထားတာပေါ့ဒေါင်းနဲ့တူနာရီယာကော်မွန်ခွန်ဘဲနဲ့ရာဆာကချိုင်စွန်တို့ကတရုပ်ဆောင်ထားပြီးဒေါင်းကတော့ဒီကမင်းသားနေရာကနေပါဝင်သွားမှာဖြစ်လို့ပရိသတ်တွေကကြည့်ချင်နေကြပါတယ်နိုင်ငံသားတွေနဲ့တွဲဖက်တရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီးဇာတ်ကားကြော်ညာထဲမှာတော့ဒေါင်းရဲ့တရုပ်ဆောင်ပုံနဲ့ပါဝင်ပါတယ်ဒေါင်းကိုမနာလိုတဲ့သူတွေကတော့ဖျက်ရှောင်းနေရာကလာဆိုပြီးအထင်သေးနေကြပေမဲ့ဒေါင်းဟာဒီကကြတဲ့နေရာကနေပါဝင်ထားပါတယ်လက်ရှိမှာအချောသက်ရိုက်ကူးနေကြပြီးမကြခင်မှာတော့ထိုင်းမှာရုံတင်ပြသသွားတော့မှာပေါ့မြန်မာလူမျိုးတယောက်ဖြစ်တဲ့ဒေါင်းကနိုင်ငံသားမှာဒီကမင်းသားဖြစ်ရိုက်ကူးနိုင်တာကမြန်မာလူမျိုးတွေအတွက်တော့တကယ်ကိုဂုဏ်ယူစရာဖြစ်ပါတယ်မြန်မာလူမျိုးတွေရဲ့အရေးချင်းကလည်းမသေးချောင်းကိုဒေါင်းကပြသပေးသွားတာပါဒေါင်းဟာအရင်ကလည်းထိုင်းနဲ့တူတွဲဖက်ပြီးဇာတ်ကားတွေဇလံတွဲတွေမှာတရုပ်ဆောင်ဘူးတာပါမြန်မာနိုင်ငံကပေးရတဲ့အကယ်ဒမီဆုကိုမရပေမဲ့လည်းထိုင်းကပေးတဲ့ထူးချွန်ဆုတွေကိုတော့ရရှိထားတဲ့သူပေါင်းမြန်မာနိုင်ငံကမင်းသားတိုင်းမရနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ပြီးသူ့ရဲ့အောင်မြင်မှုကိုကိုယ်တိုင်ပဲရှာဖွေသွားခဲ့သူဖြစ်ပါတယ်။ဒေါင်းကရုပ်ရှင်တွေမရိုက်ဖြစ်တဲ့အချိန်တွေမှာလည်းပရိသတ်တွေနဲ့ဆက်သွယ်မပြောင်းနေထိုင်ခဲ့သူဖြစ်ကောင်းပရိသတ်တွေနဲ့အတူရှိနေပေးခဲ့ပါတယ်။ဒေါင်းဟာနိုင်ငံသားကိုရောက်သွားမှအရန်ထူးချွန်သွားတာမဟုတ်ဘဲပြည်ရင်းမှာနေထိုင်ကြတဲ့ကအောင်မြင်ခဲ့သူတယောက်ပေါင်းသူရဲ့တယောက်ဆောင်ပုံတွေဟာထိတ်တန်းမင်းသားတယောက်ဖြစ်လောက်တဲ့အထိပြေဝနေခဲ့ပြီးအချိန်ကောင်းကောင်းနဲ့စ조사နေရင်းနဲ့ရပ်တန့်သွားခဲ့ပါတယ်။ဗရမ်များမှန်ရင်နုမနီဖူးဆိုတဲ့စကားအတိုင်းအရေးချင်းရှိတဲ့သူကတော့ထွန်းပေါအောင်မြင်လာခဲ့ပြီးထိုင်းမှာတော့ရုပ်ရှင်ရိုက်နေပြီဖြစ်ပါတယ်။အကယ်ဒမီရပြီးနောက်အနုပညာကြီးတွေမြင့်သွားပြီးဟာတောက်ဇာတ်ကားတွေမှာတရုပ်ဆောင်နေတဲ့မင်းသားတွေထက်ဒေါင်းဟာအစာပေါင်းများစွာတန်လုံအောင်မြင်နေပြီဖြစ်ပါတယ်။တလောက်ကိုရုပ်ရှင်ဇာတ်ကားရုံမတင်ပဲတကားဆိုရင်တကားနိုင်ငံကျော်အောင်မြင်တဲ့အထိတရုပ်ဆောင်နေတဲ့ဒေါင်းကိုတော့ပရိသတ်တွေကဂုဏ်ယူနေကြပါတယ်။ဒေါင်းဟာနိုင်ငံခြားကအနုပညာရှင်တွေနဲ့အလုပ်တူတွဲလုပ်တဲ့အတွက်အနုပညာကြီးကလည်းမြများဆဆရရှိပြီးဖြစ်တယ်လို့အတွေ့အကြုံတွေလည်းရရှိသွားအောင်ပါပေါ့ဒီလိုအောင်မြင်မှုတွေရနေတဲ့ဒေါင်းအတွက်မြန်မာလူမျိုးတွေကလည်းဂုဏ်ယူနေကြပြီးနောက်ထပ်စကားအသစ်တွေကိုလည်းအားပေးသွားကြဖို့အဆင်သင့်ဖြစ်နေပါပြီမြန်မာနိုင်ငံမှာတော့ရုံတင်မပြသရသေးပေမဲ့ဒီဇာကားကတော့ကဘာကျော်သွားစီဖို့ပြည်သက်တွေကမျှော်လင့်နေကြပါတယ်ထိုင်းကအနုပညာရှင်တွေနဲ့အလုပ်တွဲလုပ်ပြီးရုံတင်ပြသခွင့်ရတော့မဲ့ဒေါင်းအတွက်ကွန်ပျူတာလေးတွေရေးသားပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ